မင်္ဂလာပါကျမတို့အခုရေးထားတဲ့စာကြောင်းလေးနှစ်ခုကိုတရုတ်လိုမျိုးပြောကြည့်ရအောင်ပထမရေးထားတာကစကားပြောတဲ့အခါမှာအတိုင်းအဆရှိရမယ်ကျမတို့စကားပြောဆိုတဲ့အခါမှာတစ်ဖက်သားကိုလွန်လွန်ကျွံကျွံပြောလို့မရဘူးပြောတင်တာမပြောတင်တာချင်းချင်းချိန်ချိန်ပြောတတ်ရမယ်အတိုင်းအဆရှိရမယ်ဒါမျိုးလေးပြောချင်ရင်ကျမတို့ကရှောဝဆိုတာကနေစလိုက်မယ်နော်ရှောဝဆိုရင်စကားပြောဆိုတာကိုသုံးတာအဲ့တော့ရှောဝ要有ဆိုတာဒီရှိတာကိုသုံးတယ်အဲ့တော့说话要有စကားပြောတဲ့အခါမှာရှိရပါမယ်分寸ဒါဆိုလို့ရှိရင်ကျမတို့ရဲ့分寸ဆိုတာဒီအတိုင်းအဆတင့်တော်တဲ့အတိုင်းအဆပမာဏလေးကိုပြောချင်တာရမယ်နော်ဒီလိုပဲကျမတို့တွေကကိစ္စတစ်ခုကိုလုပ်တဲ့အခါမှာအတိုင်းအဆရှိရမယ်ဒါဆိုရင်做事要有分寸နောက်တစ်ခုလေးမှာကျမရေးထားတယ်သူများကိုကူညီတာကတဲ့ကောင်းတဲ့ကိစ္စပါဒါပေမဲ့တဲ့အတိုင်းအဆတော့ရှိတဲ့နေတဲ့ဒါမျိုးလေးရေးမယ်နော်ဒါဆိုရင်帮助ကူညီသည်帮助别人ဆိုရင်သူများကိုပြောတာအဲ့တော့帮助别人是သူများကိုကူညီတာကဖြစ်တယ်ကောင်းတဲ့ကိစ္စလို့ပြောတော့好事ဆိုပြီးသုံးလိုက်မယ်နော်ဒါပေမဲ့但是အတိုင်းအဆရှိတဲ့ねဒါမျိုးလေးရေးချင်တယ်ဆိုရင်应该有分寸အတိုင်းအဆတော့ရှိတဲ့မှာလေ